တိုင်းကျော်လေးအော်ဒီယိုဘောက်ဆက်ကြီးနဲ့အခန်းလေးရရှိပါတယ်ခင်ဗျာဒီကနေ့မြန်မာတက္ကသိုလ်1389ခုနှစ်တကူလာပြည့်နေ့ကိုစပြုကတကူလာပြည့်ကျော်ဒီနေ့မှာစီရင်ကျင်းပလျက်ရှိပြီး2020အကြောင်း4လပိုင်း2ရက်ရာတော်မင်းနေ့ကိုထိန်များလက်ထက်ကျင်းရပတ်ဖြစ်သတ်မှတ်မင်္ဂလာအခမ်းဝဲစီရင်ကျင်းပလျက်ရှိတာကတော့တကူတိုင်းဒေသကြီးမိုးညိုမြို့နယ်မကြီးကုန်းအုပ်စုအင်းတော်တလုံးကြည့်ပါလေဦးကိုစီဒေါ်ဆန်ဦးမထေဒေါ်စာမြေတို့ဤဦးကျော်ဘူးဒေါ်မမိုးဝေဦးစစ်တူဒေါ်လလဝင်းတို့ဤတူဦးမိုးလေးဒေါ်ဒီရာစောရိတာငင်္ဂလာတို့သာမောင်စီမိုးတနေဘိုးရာနေတာကြီးလက်ပံမြို့နေရေကရောအုပ်စုမရကြီးဝါနေဦးတန်းအေဒေါ်တန်းတွေဦးအောင်ကြိုင်ဦးစိုးတင်ဒေါ်ခေစမ်းမြင့်ဦးကျော်ဦးဒေါ်ဆက်စဝင်းတို့ဤတာယာဝမြို့နေဦးတန်းနိုင်ဆိုဒေါ်သူစာမရကြီးဝါနေဦးခေအောင်လက်ဒေါ်မိဝေဦးတီမျိုးနိုင်ဒေါ်ဟန်နီဦးတို့ဤတူမမောင်ချစ်မမောင်မမျိုးတနာကျော်တို့ဤအမဦးကျော်သူဒေါ်တီတီဦးတို့ဤသမီးမင်္ဂလာတို့သမီးမမျိုးတီတီကျော်တို့ရဲ့သူလျာရေးဘက်ဒိမ်းများတို့ကမင်္ဂလာအခမ်းဝယ်ကြီးပြဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ယခုလိုဒီမောင်နှံအတူရွှေမျိုးကမင်္ဂလာအခါတော်ပေးလျက်ရှိကြတယ်မင်္ဂလာတို့တောင်မောင်စီမိုးတတ်နေမင်္ဂလာတို့သမီးမမျိုးတီတီကျော်တို့ရဲ့ဒိမ်းများလက်ထမင်္ဂလာအခြေခံမှဆိုင်ဒီဇနီးမောင်နှံတို့သည်ရတပန်းရုပ်ပြကြရှင်းနာမှုစားရမှုဒီမမှုအပင်ယူမြတ်တာတော်ဒီမကြီးအနေဥစ္စာဝိဇာမမဝိဇာစီညနိုးစွာရှင်းနာနိုင်သောအေဦးညာအိရွေးပြီးတော့သိစေစည်းကဝိရှာချစ်ရောက်လျော်ပြက်ကြီးရေကြီးမှမူအိမ်လူသားကြချီရမလဲပြကြပါစေလို့ကျွန်တော်တို့အသားပြေပါရမီပြေကပြောပြေတဲဆက်လျက်ရှိတယ်တိုင်းကျော်လေးအော်ရီယိုဘောက်ဆက်ဘော်တော်တော်မှာမင်္ဂလာဦးစုမုံကောချွေးတလိုက်ရပါညာဟုတ်ကဲ့ယခုလိုဒီမောင်နဲ့အတူရှင်ပြောကရှင်ရဗတ်ပြေတတ်မဲ့ကြတယ်မင်္ဂလာအခမ်းပွဲကြီးကိုယနေ့ရဝင်းမှာရောက်လာကြတော့ဘုံသေးစီအပရိဒပေါ့ညာစိတ်ချနာကိုယ်ကျမ်းပါလို့ဒီနေရာတွေနဲ့ဝေကွာပကြပါသေးကြောင်းကောင်းစုတော်မနာချွေသားရင်ယခုလိုလာရကကောင်းကြီးပြည့်တဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါကြောင်းမင်္ဂလာသတို့သားမင်္ဂလာသတို့သမီးမောင်မယ်တို့ရဲ့အစာကျွန်တော်တို့တိုင်းကျော်လေးအော်ရီယိုဘောက်ဆက်ကြီးအထူးပဲကျေးဇူးတင်ပါတယ်ဟုတ်ကဲ့လက်ထမင်္ဂလာရက်မြတ်အချိန်ကသမီးအားလေးမှာမင်္ဂလာခါတော်မင်္ဂလာရက်နဲ့တင်လျောရှိရောဝိကျေပေးခဲ့ကြဆရာသမားလူကြီးမိပါများမင်္ဂလာမတ်တပနဲ့ဆိုင်ချိန်ကစယူကျတော်နွားကရေးကအလုံးမပြအောင်ကျွေမွေခရီးမျိုးကြီးကစပရိမြေဆောင်ရွက်ပေးကြသူများဘောက်တဲ့ယူကမတ်တစင်ကြာရတော်ဝဲပရိမြေဘောက်ကြည့်ရတဲ့အပေါင်းအရောင်များကိုလည်းမင်္ဂလာသူတို့သားမင်္ဂလာသူတို့သမီးမောင်မဲတို့ရဲ့အစာတိုင်းကျော်လေးအော်ရီယိုဘောက်ဆက်ဘွဲတော်သားတို့မှာအထူးပဲကျေးဇူးတင်ရှိပါကြောင်းပြောကြရင်ယခုလိုအိမ်များလက်ထမင်္ဂလာအခမ်းပွဲကြီးစီကျင်းပလျက်ရှိကြတယ်မင်္ဂလာသူတို့သားဟောင်းစီမိုးတတ်နေမင်္ဂလာသူတို့သမီးမမျိုးတီတီကျော်တို့သည်ဒီဇနီးမောင်နဲ့အီလင်းအီလမယာအိုဝါမင်းအောင်ပေါင်းကြရပါသေးသာထပ်လောင်းကတိုင်းကျော်လေးအော်ရီယိုဘောက်ဆက်ဘွဲတော်သားတို့မှာတောင်းစုတော်မလားပြုလိုက်ရပါတယ်ညာ